ကျမတို့ရဲ့ FHCM front page ပေါ့လေကျမတို့ရဲ့ website ကနေပြီးတော့ကျမတို့အခုချိန်မှာ wireless ပေါ့လေ cell phone sign up လုပ်ချင်တယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်ရမလဲဆိုတာကျမအခုပြသွားမှာဖြစ်ပါတယ်ကျမတို့ front page မှာကျမတို့wireless ဆိုတဲ့နေရာလေးကိုကျမတို့ click လုပ်ဖို့လိုပါတယ်ကျမတို့ wireless ဆိုတဲ့နေရာမှာ wireless shop ပေါ့လေဆိုတဲ့ဟာဒုတိယဟာပေါ်လာတဲ့ခါမှာကျမတို့ဆက်လက်ပြီးတော့ click here to go to the wireless ဆိုတဲ့ဟိုအောက်မှာရှိတဲ့နေရာလေးမှာကျမတို့ဆက်ပြီးတော့ click လုပ်ရမှာဖြစ်ပါတယ်ကျမတို့အဲ့လိုမျိုး click လုပ်တဲ့အခါမှာကျမတို့ရဲ့လေဟို wireless shop ကိုပေါ့နော် main shop ကိုကျမတို့အဲ့ဒီ page ကိုကျမတို့ရောက်လာပါတယ်ကျမတို့ဒီ wireless shop မှာဆိုလို့ရှိရင်ပေါ့လေကျမတို့ customer 3ခုရှိတယ် Verizon Wireless T-Mobile နဲ့ Sprint ဆိုတဲ့ company ပေါ့လေ major company 3ခုကိုကျမတို့ဟိုဒီဟိုပေါ့နော် cell phone ကိုကျမတို့ provide လုပ်ထားပါတယ် for example ဆိုကြပါစို့ပေါ့နော်ကျမတို့အနေနဲ့ဒီ website ရှိခြင်းအပြင်ကျမတို့အပြင်မှာသွားလို့ရှိရင် site မှာဆိုလို့ရှိရင် wireless ဟိုပေါ့နော် Verizon ရှိတဲ့ site ကနေပြီးတော့တခြား T-Mobile တို့ Sprint တို့ကိုသူတို့လုပ်လို့မရပါဘူးဒါပေမဲ့ကျမတို့ဒီ FHCM မှာတော့ကျမတို့ရဲ့နော်ကျမတို့ရဲ့ site မှာဆိုလို့ရှိရင်ဒီ website မှာဆိုလို့ရှိရင်ကျမတို့မှာ Verizon T-Mobile Sprint ကုမ္ပဏီ3ခုရှိပါတယ်ဆိုကြပါစို့ကျမကနေပြီးတော့ကျမတငယ်ချင်းတစ်ယောက်ကိုကျမ sign up လုပ်ချင်တယ်ဆိုလို့ရှိရင်ကျမတို့ဒီ3ခုရှိတဲ့ကုမ္ပဏီထဲနဲ့ကျမတို့ရွေးလို့ရတယ်ကျမကနေတကယ်လို့ဟိုဘယ်လိုပြောမလဲ T-Mobile ပေါ့နော်ဟို sign up လုပ်ချင်တယ်ဆိုရှင်ဒီမှာ new customer ကျမ T-Mobile ဆိုတဲ့နေရာမှာ click လုပ်ရမှာဖြစ်ပါတယ်ကျမတို့ sign up လုပ်တဲ့နေရာမှာပေါ့လေသူများတွေကထင်ကြတာကျမတို့ဒီဟို wireless bill နဲ့ပေါ့လေကျမတို့ကနေပြီးတော့ပေါ့နော်ဟိုပြန်ပြီးတော့အဲ့ wireless bill နဲ့ကျမတို့ကဟိုအဓိက collect လုပ်တယ်ထင်တာမဟုတ်ပါဘူးအဓိကအဖြစ်ကျမတို့ကအခုနပြောတဲ့ bill ပေါ့လေ customer share တာဖြစ်တဲ့အတွက်ကြောင့်ကျမတို့ဒီ bill တဲကနေပြီးတော့ပေါ့နော်ကျမတို့ဒီ bill တဲကနေပြီးတော့ကျမတို့ကအနည်းဆုံးပေါ့နော်ဟိုကျမတို့ contract ကုန်လို့ကျမတို့ contract ကို renew လုပ်ချင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကျမတို့က upgrade လုပ်ချင်တာပဲဖြစ်ဖြစ်သို့မဟုတ်လို့ရှိရင်လည်း cell phone အသစ်လုပ်ချင်တာပဲဖြစ်ဖြစ်ကျမတို့လုပ်လို့ရပါတယ်အခုချိန်မှာကျမပေါ့နော်ဟိုဒီ T-Mobile ကိုကျမသွားမယ်တကယ်ချင်းက T-Mobile ရှိတယ်ဆိုလို့ရှိရင်ကျမတို့ T-Mobile ကိုဖုန်းကိုသွားမယ်ကျမ sign up လုပ်မယ်ဆိုပါတော့ကျမဒီမှာဖုန်းတွေကျမအမျိုးမျိုးရှိတယ်ကျမတို့ကြိုက်နှစ်တဲ့ဖုန်းတစ်လုံးပေါ့နော်ကျမဒီမှာ free instant discount ဆိုတဲ့ဟာကိုကျမဖုန်းကိုကျမ click လုပ်ပြီးရွေးလိုက်ပါတယ်နော်ဒီဟာကဆိုလို့ရှိရင်ဒါနှစ် contract ရှိတဲ့အတွက်ကြောင့်ကျမတို့တကယ်လို့ဒီဖုန်းကိုပေါ့နော်ပြီးရင်ကျမအဲ့ဒီကျမရဲ့ area code ကိုကျမ type လုပ်တယ်ကျမတို့ area code ကိုကျမတို့ဒီမှာ type လုပ်လိုက်ပါတယ်ဆိုလို့ရှိရင်ကျမတို့မှာဒီမှာ option ရှိတဲ့အတိုင်းပဲเนาะကျမတို့ new account ပေါ့လေကျမတို့တခြား AT&T သို့မဟုတ်တခြား company ကပဲကျမတို့ account သုံးတာပဲဖြစ်ဖြစ်ကျမတို့အဲ့ဒါ service switch လုပ်ချင်တဲ့ contract ကိုလို့ဆိုရှင်အဲ့ဒါဆိုကျမတို့ဒီမှာ click လုပ်ဖို့လိုပါတယ်နှုတ်မလို့ရှိရင်လည်းကျမတို့မှာ mobile ရှိပြီးသားဒီမှာ upgrade လုပ်ချင်တယ်ဆိုလို့ရှိရင်ကျမတို့ upgrade လုပ်လို့ရတယ်နှုတ်မလို့ရှိရင်ကျမတို့ family plan လုပ်ချင်တယ်ဆိုလို့ရှိရင်ကျမဒီမှာ tag click လုပ်လို့ရပါတယ်ဆိုကြပါစို့ကျမက cell phone အသစ်ကိုကျမဒီမှာပေါ့လေ new account ကိုကျမ open လုပ်ချင်တယ်ဆိုလို့ရှိရင်ကျမဒီမှာ click လုပ်လိုက်တယ်နောက်တစ်ခုကကျမဒီအောက်မှာပေါ့နော် unlimited talk unlimited text ပေါ့နော်ဒီကသူ့ရဲ့ data plan ဆိုတော့ဒီမှာတစ်လောက်ကို9ချက်6ချက်69ပြရှိတယ်ဆိုတော့ကျွန်မဒီမှာဒီ plan ကိုမကြိုက်ဘူးသို့မဟုတ်တခြားဘာ plan available ရှိလဲဆိုတာကိုကျွန်မသိချင်တယ်ဆိုလို့ရှိရင်ဒီအခုန see my plan ဆိုတော့ကျွန်မ page ကိုဒီမှာ click လုပ်လိုက်ရှင်ဒီမှာပေါ်လာတယ်ဆိုလို့ရှိရင်ကျွန်မဒီမှာပေါ့နော်မိနစ်900ပဲယူမလားဆိုလို့ရှိရင်ကျွန်မ plan တွေပေါ်လာမိနစ်900ယူတယ်ဆိုလို့ရှိရင်ဒီမှာပေါ့လေသူ့ရဲ့ optional ကဘယ်လောက်လဲဆို34ချက်69ပြရှိမယ်ဆိုတော့ကျွန်မဒီမှာ plan တွေအမျိုးမျိုးကျွန်မကြည့်လိုက်တဲ့အခါမှာကျွန်မကြိုက်နေတဲ့ plan ပါရှိမလဲဆိုလို့ရှိရင်နော်ဒီမှာ classic individual မိနစ်1000ယူမလားကျွန်တော်ဒီမှာမိနစ်တွေရှိတယ်ဆိုတော့ကျွန်တော်တို့ဒီမှာကြိုက်နေတဲ့ plan ပေါ့လေဒီမှာclassic unlimited talk and text ဆိုတဲ့ဟာကျွန်မတစ်ချက်detail သိချင်တယ်ဆိုတော့ကျွန်မ plan detail ကိုကျွန်မရွေးလိုက်ပါတယ်ဒီ plan detail သွားခြင်းအဖြစ်ဘာတွေ့လဲဆိုလို့ရှိရင်အခုနပြောတဲ့ပေါ့လေ free roaming တို့ကျွန်တော်တို့ဒီ plan မှာပါတဲ့ detail information တွေပေါ့နော်ကျွန်တော်တို့ပါပါတယ် for example ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ free way call လို့ရတယ် free caller ID ပေါ်တယ် free voicemail ပေါ်တယ်နော် call holding and call waiting တွေကျွန်တော်တို့ရှိတယ်ဒီမှာဆိုလို့ရှိရင် early termination ကဘယ်လောက်လဲ activation fees ဘယ်လောက်လဲကျွန်တော်တို့စိုင်သွားတဲ့အခါမှာကျွန်တော်တို့ sales person တွေကကျမတို့ကိုဟိုဒီဟိုဘယ်လိုပြောမလဲဘယ်လောက်ကြလဲ early termination activation fees ပေါ့လေ night and weekend ကဘယ်ချိန်နေစလဲည9:00နာရီနဲ့မနေ့9:00နာရီထိပေါ့နော်မနေ့6:59မိနစ်ထိစရဲဆိုတဲ့ဟာ detail တွေကိုကျွန်တော်တို့ဒီကနေတွေ့ရတာဖြစ်ပါတယ်တကယ်လို့ကျွန်မဒီကနေပြီးတော့ကျွန်မကြည့်ပြီးတော့ဒီ plan ကိုကျွန်မကြိုက်ပြီဆိုလို့ရှိရင် select this plan ဆိုတဲ့ဟာကိုကျွန်မရွေးလိုက်ပါတယ်ပေါ့နော် select this plan ရွေးတဲ့အခါမှာကျွန်တော်တို့ဒီမှာ click လုပ်လိုက်တယ်တကယ်လို့ကျွန်မကနေပြီးတော့အခုန change this plan မှာတကယ်လို့ family plan လုပ်ချင်တယ်ဆိုလို့ရှိရင်ကျွန်မ family plan เนาะကိုကျွန်မရွေးလိုက်မယ်ဖုန်းနှလုံးထက်2 line
နော်ကျွန်မဒီမှာ true line ဆိုလို့ရှိရင်ကျွန်မဒီဘယ်မိနစ်ကိုကျွန်မကြိုက်လဲပေါ့ဆိုတော့ဒီမှာเนาะဒီမှာ unlimited value and talk ဆိုတဲ့ true line ကိုကျွန်မဒီမှာရွေးမယ်ဆိုလို့ရှိရင်ကျွန်မဒီအားကိုကြိုက်တယ်ဆိုလို့ရှိရင် select ဆိုတဲ့ဟာကိုကျွန်မဆက်ရွေးလိုက်မယ်ရွေးလိုက်တယ်ဆိုလို့ရှိရင်ကျွန်မရဲ့ plan ကဒီမှာအလိုလိုနေနဲ့သူကဒီမှာပြောင်းသွားတာဖြစ်ပါတယ်ဆိုတော့ကျွန်မဒီမှာဆက်လက်ပြီးတော့ပေါ့လေ to plan ဆိုတော့ကျွန်မရွေးပြီး add cut ဆိုတဲ့ add to cut ဆိုတဲ့နေရာမှာကျွန်မဆက်ပြီး click လုပ်လိုက်ပါတယ် click လုပ်ပြီးတဲ့အခါမှာသူက information တွေကျွန်မပေါ်လာမယ်ဆိုတော့ဒီမှာကျွန်မတို့ရဲ့ဒီ cell phone လဲနောက်တစ်ခုကဒီမှာကျွန်မတို့ protect your plan ဆိုတာကျွန်မတို့တကယ်လို့ပေါ့လေကျွန်မတို့က insurance လိုချင်တဲ့ဖုန်းတွေဘာတွေပြတ်သွားတာတို့ဘာလို့ဆိုလို့ရှိရင်ကျွန်မတို့ဟိုဘယ်လိုပြောမလဲ insurance ဝယ်ချင်တယ်ဆိုလို့ရှိရင်လာတိုင်းဆိုလို့ရှိရင်ဒီမှာ4ချက်69အဲ့ဒါကိုရွေးပါတကယ်လို့တစ်နှစ်စာတစ်ခါတည်းပေးမယ်ဆိုရင်ဒီမှာ49ချက်69ဟာတစ်နှစ်စာရွေးလို့ရတယ်။ no none ဆိုလို့ရှိရင် insurance မလို့ရှင်ဘူးဆိုရွေးလို့ရတယ်။တကယ်လို့ကျွန်တော်တို့ဒီ cell phone အတွက်ကျွန်တော်တို့ဒီမှာပေါ့လေဟို device တွေပေါ့လေ cover တို့နော်အဲ့ဒီဟာတွေကျွန်တော်တို့တက်ချင်တယ်ပေါ့လေကျွန်တော်တို့ headphone တို့ဒီမှာသူနဲ့ပတ်သက်တဲ့ accessory တွေကျွန်တော်တက်ချင်တယ်ဆိုကျွန်တော်ဒီမှာကြိုက်တဲ့ဟာ click လုပ်လို့ရတယ်တကယ်လို့ကျွန်တော်ဒီမှာ cover ရွေးမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ1ဆိုတဲ့ဟာကျွန်မ click လုပ်ပြီးကျွန်မရွေးလိုက်လို့ရတယ်ဆက်လက်ပြီးတော့ကျွန်တော်တို့ဒီမှာဆက်ကြည့်မယ်ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာ calling features ပေါ့လေနော် calling plan features ဆိုတဲ့နေရာမှာကျွန်တော်တို့ဆက်ကြည့်မယ်ဆိုလို့ရှိရင် value unlimited ကျွန်တော်တို့2 GB ကိုယူမလားနော်နမို့value unlimited premium 5 GB ပေါ့လေ high speed data ကိုကျွန်တော်တို့ယူမလားနော် mobile ဒီမှာ hotspot ကျွန်တော်တို့ဒါလည်းသုံးလို့ရတယ်နောက်ခုကကျွန်တော်တို့10 GB ယူမလားဆို60ဒီမှာကျွန်တော်တို့3ခုရွေးလို့ရပါတယ်တကယ်ကကိုကတိတ်ပြီးတော့ပေါ့လေ gigabyte များတာမလို့ချင်းဆိုလဲ2ရွေးလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ဒီမှာ3 GB 5 GB ကိုကျွန်တော်တို့ရွေးကြပါစို့နောက်တစ်ခုကကျွန်တော်တို့ကနော်ဟို T-Mobile hotspot ကိုကျွန်တော်တို့လိုချင်တယ်ဆိုလို့ရှိရင်ဒီမှာ6.69ပြနေကျွန်တော်တို့ဒီမှာဆက်ယူလို့ရတယ်မလိုချင်ဘူးဆိုတဲ့ကိစ္စမရှိဘူး none နော်နောက်တစ်ခုကကျွန်တော်တို့ visual voice mail လာကျွန်တော်တို့ဘာမှ charge မလုပ်ဘူးဒီမှာက international talk and text အဲ့ဒါဒီမှာတကယ်လို့ကျွန်တော်တို့ခီးသွားတဲ့ခါမှာယူချင်တယ်ဆိုလို့ရှိရင်ဒီမှာ international talks and text ကိုကျွန်တော်တို့ရွေးလို့ရတယ်မလို့တကယ်လို့ international texting and family ကိုလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာရွေးလို့ရတယ်เนาะဒီဟာ texting ပဲ international text လုပ်လို့ရတယ်တကယ်လို့ international calling discount เนาะကျွန်တော်တို့ international ကိုဟိုပါလဲ discount ဈေးနဲ့ short ဈေးနဲ့ကျွန်တော်တို့ခေါ်ချင်တယ်ဆိုရတယ်မလို့အပ်ဘူးဆိုကျွန်တော်တို့ဒီမှာကျွန်တော်တို့ဆက်လုပ်ရွေးရမှာဖြစ်ပါတယ်နော်ဒုတိယ cell phone အနေနဲ့ရောကျွန်မအခုက family plan ရွေးတဲ့အတွက်ကြောင့်အခုနလိုပဲကျွန်တော်တို့ဒီမှာဆက်ပြီးတော့ကြည့်လို့ရွေးရမှာဖြစ်ပါတယ်နော်ကျွန်တော်တို့ဒီမှာဆက်ပြီးတော့ဒီမှာဆက်ကြည့်မယ်ဆိုလို့ရှိရင်အခုနဟာလိုမျိုးပဲအတူတူပဲယူမလားဆိုတော့ကျွန်တော်တို့တိုက်နှစ်သက်ပြီဆိုလို့ရှိရင်အတူတူပဲဆိုလို့ရှိရင်ကျွန်မဒီမှာ continue ဆိုတဲ့နေရာကိုကျွန်တော်တို့ဆက်နှိပ်ရမှာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ဒီ family plan ယူတဲ့အခါမှာပေါ့လေသူကဖုန်းတစ်လိုင်းယူလို့ရှိရင်ဖုန်းဟိုပါလေ one customer point ရတယ်တကယ်လို့ family plan ဖုန်းနှစ်လိုင်းသို့မဟုတ်အထက်ယူရဲဆိုလို့ရှိရင်ကျွန်တော်တို့က2 customer point ပဲရပါတယ်ပြောချင်တာကတော့တကယ်လို့ကိုက family plan မှာဖုန်းလေးလုံးယူချင်တယ်ဆိုလို့ရှိရင်သူက2 customer point ပဲဖြစ်မဲ့အတွက်ကြောင့်ဖြစ်တိုင်းလို့ရှိရင်ကျွန်တော်တို့အနေနဲ့ suggest လုပ်ချင်တာတော့နှစ်လိုင်းကိုပေါ့လေဟိုဘယ်လိုပြောမလဲဟိုနာမည်တစ်ခုနဲ့နောက်တစ်လိုင်းနောက်နှစ်လိုင်းကိုပေါ့နော်ဖုန်းနှလုံးကို under another name နဲ့ကျွန်တော်တို့ခွဲယူဖို့ကျွန်တော်တို့ suggest လုပ်ချင်ပါတယ်အဲ့လိုလုပ်ချင်အဖြစ်ဖုန်းလေးလုံးယူချင်အဖြစ်ကျွန်တော်တို့က customer point လေးလုံးရမှာဖြစ်ပါတယ်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ information တွေ service plan တို့เนาะ activation fees တို့ကျွန်တော်တို့ဒုတိယလုံးဝ activation fees က35ကျပ်เนาะကျွန်တော်တို့ဒီမှာ30ကျွန်တော်တို့ရဲ့အခုနပြောတဲ့ဟို5 GB ပေါ့လေသူတို့ရဲ့ value unlimited premium တွေကျွန်တော်တို့ဒီမှာ click ဟိုလှုပ်လိုက်တယ်ပြီးလို့ရှိရင်ပထမဦးဆုံးကျွန်မဒီမှာเนาะဟို phone stream cover ကိုကျွန်မယူတယ်တကယ်လို့အဲ့ phone stream cover ကိုကျွန်မ remove လုပ်ချင်တယ်ဆိုလဲကျွန်မနောက်ဆုံးမှဒီမှာ remove လုပ်လို့ရတယ်အဲ့ဒီပြီးတဲ့အချိန်မှာကျွန်မဒီမှာ detail ကြတယ်ဒါကျွန်မသိပြီးတဲ့ခါမှာကျွန်မပေါ့လေဒီအောက်ဆုံးမှာပါလဲဆိုလို့ရှိရင်ဒီမှာကျွန်မရဲ့သူတို့ကဒီဟာကို FedEx နဲ့ free shipping လုပ်ပေးမှာဖြစ်ပါတယ်ဆိုတဲ့ခါကျတော့ကျွန်မတေချာ check လုပ်ပြီးတဲ့ခါမှာကြိုက်သွားပြီဆိုလို့ရှိရင်ကျွန်မဒီမှာ check out ဆိုတဲ့နေရာမှာဟို check out လုပ်ပြီးတဲ့ခါမှာပေါ့လေကျွန်မအဲ့ဒီကျွန်မရဲ့ personal information ပေါ့နော်အဲ့ဒါတွေကိုကျွန်မဆက်ပြီးတော့input လုပ်ရမှာဖြစ်ပါတယ်ဆိုတော့ကျွန်မရဲ့ဒီမှာ first name ကျွန်မသွားမယ်เนาะကျွန်မတို့ရဲ့first name သွားမယ်เนาะဆိုတော့ကျွန်မတို့ရဲ့ဟိုကဘယ်လိုပြောမလဲဒီမှာပေါ့လေကျွန်မတို့ရဲ့เนาะကျွန်တော်တို့ဒီမှာသွားလိုက်တယ်ကျွန်တော်တို့ email ကိုကျွန်တော်တို့ confirmation ကျွန်တော်တို့ဒီမှာ email ကိုကျွန်တော်တို့ confirm လုပ်တယ်เนาะကျွန်တော်တို့ကဒီမှာကျွန်တော်တို့ရဲ့day time ပေါ့လေเนาะကျွန်တော်တို့ဒီမှာ information ကျွန်တော်တို့ type လုပ်လိုက်တယ်
နော်ကျွန်တော်တို့အဲ့မှာလုပ်ပြီးတဲ့ခါမှာနော်ကျွန်တော်တို့ဒီမှာဒုတိယတကယ်လို့ standard နဲ့ဆိုလို့ရှိရင်2ရက်3ရက် free အဲ့ဒါကိုကျွန်တော်တို့ click လုပ်လိုက်မယ်ဘာလို့ဆိုတော့ free shipping ပေါ့နော်ကျွန်တော်တို့အမြန်မလိုဘူးဆိုလို့ရှိရင်တကယ်လို့ next day နဲ့လိုချင်တယ်ဆို16.99ပေးရမယ် second day နဲ့ဆိုရင်14.99ပေါ့နော်ဆိုတော့ကျွန်တော်တို့ standard ကို free ရတဲ့ standard ကိုကျွန်တော်တို့ click လုပ်မယ်ဆိုတော့ဒီအောက်မှာဆိုလို့ရှိရင်เนาะကျမတို့ရဲ့ credit card information လေကျမတို့ type လုပ်မယ်ကျမတို့ဘာ type လဲကျမ card number ရွေးမယ် expiration date ပြီးလို့ရှိရင်ကျမတို့ card verification ကျမတို့အဘက်ကဟာကိုကျမတို့ရွေးရမယ်တကယ်လို့ကျမတို့ရဲ့ credit เนาะ check here credit card billing address ကကျမတို့တခြားနေရာဒီအခုနကျမတို့ shipping ပို့တဲ့နေရာမဟုတ်ဘူးဆိုတော့ကျမတို့တခြားဆိုလို့ရှိရင်ကျမတို့ရွေးပြီးတော့ကျမတို့ရွေးလိုက်လို့ရှိရင်အဲ့ဒီမှာ तू ကinformation ပေါ်လာမှာဖြစ်ပါတယ်တကယ်လို့ကျမတို့ကတခြား address ကိုနော်ဟို credit card ကိုကျမတို့ information อ่ะဒီမှာ billing information อ่ะတခြားဟာဆိုလို့ရှိရင်ကျမ set type လုပ်ရမှာဖြစ်ပါတယ်ဆိုတော့ကျမအဲ့ဒါကိုကျမဒီမှာ credit card information ရွေးပြီးတဲ့အခါမှာတကယ်လို့ကျမတို့ဒီမှာကတော့ဘာလဲဆိုလို့ရှိရင်အခုလက်ရှိရှိနေတဲ့ phone ပေါ့နော် new device မှာကျမတို့ဒီလက်ရှိဖုန်းနံပါတ်ကိုယူချင်တယ်ဆိုလို့ရှိရင်ကျမဒီမှာပြန်ထိုက်လို့ရမယ် for example ဆိုကြပါတော့ဒီဖုန်းနံပါတ်ပေါ့လေကျမကနေပြီးတော့เนาะဟိုဆိုလို့ရှိရင်ဘယ် provider နေကျမပြောင်းတာလဲ ATM နေကျမ provide ပြောင်းတယ်ဒီမှာကျမ account information เนาะကျမနှက်လို့မယ်ပြီးလို့ရှိရင် current name of current billing ဆိုလို့ရှိရင်เนาะကျမရဲ့ဘယ်သူလဲအဲ့ဒီမှာကျမတို့ type လုပ်ဖို့လိုပါတယ်တကယ်လို့ဒုတိယဟာကျမတို့ဒီတိုင်းပဲဆိုလို့ရှိရင်ကျမတို့ဟိုဗာလဲဖုန်းနံပါတ်မရှိဘူးအသစ်ဆိုလို့ရှိရင်ကျမတို့ဒီဟာဟိုကြော်သွားလို့ရတယ်အဲ့လိုပဲဆိုလို့ရှိရင်ကျမတို့ဒီမှာဒုတိယနေရာမှာတခြားနံပါတ်ပေါ့နော်ရှိပြီးသားဟာကျမပြောင်းချင်တယ်ဆိုတော့ဒီမှာထပ်ပြောင်းဖို့လိုတယ်